ဘနှစ်ပါးကိုတော့ဖြင့်ရှိခိုးကြော်သည်ကျမစိတ်ထဲကတက္ကသိုလ်ခင်မြလွင်လို့အမည်တွင်မာသည်အနုပညာပွဲစဉ်များစွာမြို့ရွာနယ်အနှံ့ခရီးဆန်ငါတရားပြန်မာသည်မိဘနှစ်ပါးကိုဖြင့်ရှိခိုးကြော်သည်အဲ့ဒီအခါကြဖေကပို့တယ်မိမိကပို့တယ်မြတ်တာမင်္ဂလာပါရှင်မင်္ဂလာထောင်းမြင်ပါတယ်ခင်ဗျဘယ်နေထားမှာအကူကငယ်သေးတာဟုတ်ဒီထဲမှာသားသားအငယ်ဆုံးပါသွားကုန်မစုံသေးဘူးကြောက်ရောက်ချီးမြှင့်ကြသောဧည့်သည်တော်ကြီးများနဲ့တကွဖိတ်ကြားထားတဲ့ဧည့်သည်တော်များကျွန်တော်တို့ဗန္ဓရာကြီးကိုမောင်နှမများနဲ့အမှုပညာကိုချစ်ခင်မြတ်နိုးလို့လာရောက်ပြီးတည်ရှိကြတဲ့ပရိသတ်များအားလုံးမင်္ဂလာနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်တာပါတယ်ရှင်ကောင်းမြတ်ပါကြောင်းဟုတ်ကဲ့ဒီနေ့ကဖြင့်အင်မတန်ကိုမင်္ဂလာရှိတဲ့နေ့ပါပဲလို့ကျွန်မအနေနဲ့ဒီလိုမျိုးပျော်ရွှင်လွန်းလို့ဝမ်းသာလွန်းလို့မင်္ဂလာဆိုတဲ့အကြောင်းကိုထပ်ခါကျေးဇူးတင်စကားပြောကြရခြင်းဖြစ်ပါတယ်မှန်ပါပေါ့ကျွန်တော်တို့မန္တလေးပန္နရာကျောင်းတော်ကြီးက1953ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာဒီကနေ့2018ခုနှစ်ဆိုလို့ရှိရင်65နှစ်ပြည့်သွားပါပြီဟုတ်ကဲ့နှစ်စဉ်နှစ်တိုင်းဆရာသမားများကိုကျောင်းသားများကကြောကြတာဟာလေနှစ်တိုင်းလိုပဲကျင်းပခဲ့ပြီးတော့ငွေရတုပွဲ25နှစ်ပြည့်ပွဲကိုလည်းကျမတို့အင်မတန်မှကြီးကျယ်ခမ်းနားစွာမလာရွှေစင်ဇက်ယုံကြီးမှာကျင်းပဆောင်ရွက်ခဲ့ပါတယ်ပြုလုပ်ခဲ့ပါတယ်အာမင်ရဲ့ခရီးအမျိုးသားကဇက်ယုံကြီးဆောက်ပြီးတဲ့အခါကျတော့နှစ်90ပြည့်ရွှေရတုပွဲကိုလည်းကျမတို့မောင်နှမတွေအခုလိုပဲတိုင်းဝိုင်းဝိုင်းနဲ့ဆောင်ရွက်ခဲ့ပါတယ်ရှင်မှန်ပါတယ်ဗျဒီနှစ်ကတော့65နှစ်ပြည့်မြောက်လာတဲ့အခါသမယလည်းဖြစ်တော့ကျမတို့ပန္တရာညီကိုမောင်နှမတွေစုပေါင်းပြီးတော့အာစရိယပူဇော်ဝဲကိုလည်းကြော့တယ်နောက်တစ်ခါအထိတ်အမှတ်အနေနဲ့ကပီးကြောက်စာတိုင်းမှာဘဘုဆရာဦးအောင်ကျော်ဒေါ်လက်လေကျော်တို့ကထုတ်လုပ်ပြီးလှူဒန်းတဲ့နော်မြင်းသမီးရုပ်ကလေးနဲ့ကြောက်စာတိုင်းကိုလည်းပန္တရာအထိတ်အမှတ်အနေနဲ့ကျမတို့ဒီနေ့တင်ထားခွင့်ရတာအင်မတန်မှဝမ်းသာလို့မဆုံးပါဘူးပန္တရာဆိုတာကဘာတီတရွေ့မပြောက်ပြက်အောင်ကြောက်တိုင်စိုက်ထူတဲ့နေ့ဖြစ်ပါလေဟုတ်ကဲ့ပါရှင်အမိပန္တရာကမွေးထုတ်ပေးလိုက်တဲ့အမှုပညာရှင်အများကြီးထွန်းပေါက်ခဲ့ပါတယ်ဟုတ်ကဲ့65နှစ်တာကာလဆိုတော့ကျမတို့တစ်နှစ်ကို100ပဲထွက်အောင်ဟလာပညာရှင်ပေါင်း6500ကျော်ဒီလိုရှိပါတယ်နော်ဒါပေမဲ့တချို့ကြတော့လေဒီပညာကိုသင်ပြီးပြီမဲ့လို့လုတ်မစားဖြစ်ပဲနဲ့တခြားအသက်မွေးဝမ်းကြောင်းနဲ့လည်းစားကြတာဖြစ်ပေမဲ့လို့ဒီပွဲဒီကနေ့ကျင်းပမယ်ဆိုတဲ့အခါကျတော့ဟုတ်အဝေးကြီးရန်ကုန်က30ကဟင်္ဒရာကအစရှိသည့်အဖြစ်နိုင်ငံခြားရောက်နေတဲ့သူတွေကအစအလေးထားပြီးတော့အားလုံးပူးပေါင်းဆောင်ရွက်ကြတာကိုလည်းကျမအနေနဲ့အင်မတန်မှဝမ်းသာလို့မဆုံးပါဘူးရှင်အားလုံးရဲ့ကိုယ်စားကျေးဇူးတင်ရပါဗျဟုတ်ကဲ့ပါရှင်နောက်အခုလိုဆောင်ရွက်ခွင့်ရတဲ့အတွက်သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးဦးအောင်ကိုသူရဦးအောင်ကိုလည်းကျေးဇူးတင်ပါတယ်ကျမတို့ကဒီလိုလေးလုပ်ချင်တယ်ဆိုတဲ့အကြောင်းကိုဝန်ကြီးကိုဟလာခွင့်ပြုမိတ်တောင်းတဲ့အခါမှာဝန်ကြီးကအေးစစ်စစ်ချမ်းသာလုပ်ကြပါအစအရာရာယဉ်ကျေးမှုအမှုပညာဦးစီးဌာနကတာဝန်ရှိတဲ့ပုဂ္ဂိုလ်များကနေကျမတို့ကိုဒီလိုဖြစ်မြောက်အောင်အကူအညီပေးတဲ့အတွက်ကျမတို့ကျေးဇူးတင်ရပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့တော့ကျမဖေဦးစိန်မောင်တွင်တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်တုန်းကမန္တလေးမှာဒီပန္တရာကျောင်းတော်ကြီးမှာဖေက73နှစ်တာတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာကျမကဒီပန္တရာရဲ့ဆိုတာကရာရေးတာတီးတာဆိုတဲ့ပညာတွေအားလုံးဟာကျမရဲ့ဟလာခန္ဓာကိုယ်ထဲမှာကျမရဲ့အသိစိတ်ထဲကျမရဲ့နှလုံးသားထဲမှာစိတ်ပြီးတော့ဝင်ရောက်နေလို့ပန္တရာနဲ့ခင်ဗျားတွေဟာဘလို့မှခွဲခြားလို့မရဘူးလို့ကျမဒီလိုယူဆပါတယ်အဲ့တော့ဒီပွဲကြီးဖြစ်မြောက်အောင်လုပ်တဲ့အခါမှာမောင်ညီမများကကျမကိုဥက္ကဋ္ဌအနေနဲ့တင်ပါတယ်တကယ်တော့ဥက္ကဋ္ဌဆိုတာအင်မတန်တာဝန်ကြီးပါတယ်ကျမကိုဟလာအစအရာရာအောင်မြင်အောင်ကျမကို
ခိုင်းတဲ့သဘောပဲကျမဒီလိုပဲယူဆပါတယ် ဝမ်းမလဲပါနဲ့ ကျမအင်မတန်ပြောပါတယ် ဥက္ကဋ္ဌဆိုတော့ကိုယ်တိုင်တီးရတာပေါ့ အဲ့ဒီလိုပါပဲဥက္ကဋ္ဌကိုယ်တိုင်တီးချင်လို့ကျမဥက္ကဋ္ဌလုပ်တာပါ ဒီလိုမှသိငါလည်းဥက္ကဋ္ဌလုပ်ပါတယ်ကိုယ်တိုင်ဇတ်တော်ကြီးကမလို့ အခုလည်းဇက်တော်ကြီးထဲမှာပါတယ်မလား ပါပါတယ်ဗျာထွန်းတော့က တော်သေးကျုပ်ကနော် ငကောကပန်တရားနှင်းတင်တန်းစင်းဥတင်ထွေးပန်တရားကျောင်းသားနော် ဟုတ်ပါ အဲ့ဒီ လေ ကနေပြီးတော့ မယ်တင်ထွေးပါ တင်ထွေးပါ အကျိုးပေးကောင်းတော့ဆိုင်းနောက်ထဖြစ်ရနေတာ အဲ့တော့ကျမတို့ရဲ့အင်မတန်ချစ်ခင်လေးစားရတဲ့ဆရာကြီးဦးဝင်းဖေကိုယ်တိုင်လေဟလာကျမ်းမာရေးဟလာဂယုဆိုင်ရတဲ့ဂျားတွေကမနေ့ကလာပြီးတော့အထူးတလဲအားပေးသွားလို့ဆရာကြီးရဲ့ဝင်းသားစကားတွေကိုလည်းကြားရလို့ကျမတို့ဂုဏ်ယူလို့မဆုံးပါဘူးအဲ့တော့ကျမစိုးစိုးကတချင်းလေးအစပြုတ်လိုက်တာကတော့ကျမကဒီဆရာကတော်ဝင်းမှာကျမရဲ့ဖေဖေလေးဖြစ်တဲ့ကျမရဲ့ဆရာလေးဖြစ်တဲ့ဖေဖေဦးစိန်မောင်လွင်နဲ့မေမေထိုက်ရဲ့အကြောင်းလေးနဲ့ကျမရဲ့ဂါရဝပြုတဲ့တခြင်းလေးနဲ့တင်ဆက်ချင်ပါတယ်ရှင် ကြားပါစီခင်ဗျာ ကျမငင်းရွေစင်ကဒီမိဘနှစ်ပါးကိုလှုပ်ကြွေးတော့မြည်ကျမစိတ်ထဲကဤတကတော်ခင်မြလွင်လို့အမိတွင်ပါသည်အနုပညာပွဲစဉ်မြောင်းစွာမြို့ရွာနေအနှံ့ခရီးဆန်ကတီးရပြန်ပါသည်ပွဲတွေအများကြီးထွက်တဲ့အခါဖေဖေကပန်ဒီယာကျောင်းမှာဆိုင်းနီးပြဆရာကြီးဆိုတော့ကျမသွားတီးတဲ့ပွဲတွေကိုမလိုက်နိုင်ပါဘူးအဲ့တော့ပွဲထွက်ခါနီးမှာဖေဖေနဲ့မေမေကိုကျမကကြော့ပါတယ်ဖေဖေရဲ့ဒီနေ့သမီးတော့မုံရွာမြို့ကိုသွားတီးမယ်ဒီနေ့တော့သမီးကဟလာဘယ်အလှပွဲကြီးမှာသွားတီးမယ်ဆိုတဲ့အခါကျတော့ဖေဖေကပို့တယ်မေမေကပို့တယ်မြစ်တာအဖေကအမေကဒီဒီချူယူဦးစရာဝင်းအောင်လုပ်ကျွေးသွားရောဒီအဖေကအမေကဒီဒီချူယူဦးစရာဝင်းအောင်လုပ်ကျွေးသွားရောဒီ ဟုတ်ကဲ့ဗျာတွင် တော့ရလာတိုင်းမှာပင်မျက်နှာမြင်ချစ်ခင်ပြီးအတန်ကြာရင်တနာစီမြတ်တန်ပြီးတည်ရရထားပြီးယုံကြည်တော့ရလာတိုင်းမှာပင်မျက်နှာမြင်ချစ်ခင်ပြီးအတန်ကြာရင်တနာစီမြတ်တန်ပြီးတည်ရရထားပြီးအမြဲခေဟာမိဝဲလဲချစ်ပါသည်ခေတာမိဘမြတ်တာ တက်ကတို့ခင်မြလွင်ရဲ့မင်္ဂလာရှင်ဆိုင်တော်ကြီး မင်္ဂလာကြီးပါတော်ဘုလားခင်ဗျာ အဖေကအမေကဒီဒီချူယူဦးစရာဝင်းအောင်လုပ်ကျွေးသွားရောဒီအဖေကအမေကဒီဒီချူယူဦးစရာဝင်းအောင်လုပ်ကျွေးသွားရောဒီယုံကြည်ဘာရလာရတိုင်းမှာပင်မြတ်သာမြင့်ချစ်ခင်ပြီးအပန်းချရဲ့တနာပါစေမြတ်သာမြင့်ဒီရထားနီယုံကြည်သွားရလာတိုင်းမှာပင်မြတ်သာမြင့်ချစ်ခင်ပြီးအပန်းချရဲ့တနာမြတ်သာမြင့်ဒီရထားနီမြဲပဲချစ်ဟာမိပွဲလဲချစ်ပါသည်အေးမိဘမြတ်တာအေး ဘောနော်လေလို့လား ဟိုးပြော မြတ်ပြောရင်ချောပါသည်သူနဲ့ပြိုင်ရင်နိုင်ပါစေ ညလွင် သမီးလေးဆိုင်တီးရာဖေဖေအိမ်ကဆုမတောင်းလိုက်ပြီသူနဲ့ပြောရင်ချောပါသည် ဟုတ်ပါ နဲ့ပြိုင်ရင်နိုင်ပါစေသမီးလေးဆိုင်တီးရာမိမိအိမ်ကမြတ်တာပို့လိုက်ပြီညီရဲ့မလိုက်ရှာသည်သွားမင်းလည်းခေပါ
နဲ့ပြန်ရင်နိုင်ပါစေ ဟုတ်ပါ ဟုတ်ပါ သမီးလေးဆိုင်တီးရာဖေဖေအိမ်ကဆုမတောင်းလိုက်ကြီးနဲ့ပြောရင်ချောပါစီနဲ့ပြန်ရင်နိုင်ပါစေသမီးလေးဆိုင်တီးရာမေမေအိမ်ကဆုမတောင်းလိုက်ကြီးညီနဲ့မလိုက်ရှာသည်သွားမင်း